အခုကတော့ဒီမှာငါးဘူးလေးနဲ့ကြက်ဥလေးနဲ့အာလူလေးနဲ့ချက်ပြမှာဖြစ်ပါတယ်ရှင်။ရင်ဆုံးကြက်သွန်ဖြူလေးကိုစီတက်ပြီးလို့ညှိုးလာပြီဆိုလို့ရှိရင်တော့ခဲညင်ဒီလေးထည့်လိုက်ပါတယ်။ခဲညင်ဒီလေးလီထားတာကိုထည့်ချမ်းမြေလေးစီတက်လို့ညှိုးပြီဆိုရင်တော့အာလူလေးတွေထည့်မယ်ပေါ့နော်လီထားတဲ့အာလူလေးတွေခင်းရင်ဒီလေးနဲ့ရောမှုပြီးဆိုတော့ရောက်တော့ထည့်လိုက်ပါလိမ့်ရှင်ရေလေးနည်းနည်းခံပြီးဆိုတော့ရောက်တော့အဖုံးလေးအုပ်ထားလိုက်ပေါ့နော်ခဏလေးအဖုံးလေးကို3မိနစ်လောက်အဖုံးလေးအုပ်ထားလိုက်အာလူလေးအုပ်ထားတော့မှငါးဘူးလေးကိုအရန်သင်းပြင်ထားလိုက်တယ်ပေါ့နော်ငါးဘူးလေးကိုအရန်သင်းလေးဖောက်ထားလိုက်ပါတယ်ရှင်ငါးဘူးအနှစ်ကလေးတွေကိုငါးဘူးအတုံးလေးတွေကိုဆယ်ပြီးဆိုတော့ငါးဘူးအနှစ်ကလေးတွေကိုအာလူလေးနဲ့တစ်ခါပြန်ချက်ထားလိုက်တယ်ပေါ့နော်အတုံးလေးတွေကိုပေးဖယ်ထားလိုက်ပါရရှင်အဲနေပြီးတော့မှအာလူလေးချက်ပြီးဆိုလို့ရှိရင်ကြက်ဥလေးတွေကိုဖောက်ထည့်လိုက်ပါတယ်ကြက်ဥလေးတွေဖောက်ထည့်ပြီးဆိုလို့ရှိရင်အဖုံးလေးခဏလေးအုပ်ထားလိုက်ပါရှင်ရေလေးတော့ခံပြီးရမယ်ပေါ့နော်အိုးမကအောင်အေးလေးနဲ့အေးလေးနဲ့ထားပြီးဆိုတော့အိုးမကအောင်ကိုရေလေးခံထားပြီးပါတယ်ရှင်ရှည်လေးခံထားပြီးရင်တော့ကြက်ဥလေးကမကြက်တစ်ချက်လေးအနေထားကိုကြိုက်တယ်ဆိုလို့ရှိရင်ကြက်ဥအနှစ်မကြက်တစ်ချက်ကြိုက်တဲ့အနေထားဆိုလို့ရှိရင်တော့ငါးဘူးလေးတွေကိုထည့်လို့ရပြီပေါ့နော်ဒါမှမဟုတ်ကြက်ဥအနှစ်ကလေးတွေကိုကြက်မကြိုက်တယ်ဆိုလို့ရှိရင်လည်းကြက်အောင်ထားလို့ရပါတယ်မကြက်တစ်ချက် hot bright လေးကိုကြိုက်တယ်ဆိုရင်တော့ hot bright အနေထားလေးမှာထားလို့ရတယ်ပေါ့နော်ပြီးရင်တော့အဖုံးလေးပြန်အုပ်ထားလိုက်ပါ3မိနစ်လောက်လေးအုပ်ထားလိုက်ပါမီအေးလေးနဲ့3မိနစ်လောက်လေးအုပ်ထားပြီးလိုက်ရှင်တော့ကြက်ဥနဲ့ငါးဘူးနဲ့အာလူနဲ့ချက်တဲ့ဟင်းကောင်းလေးတစ်ခွက်ရပါပြီရှင်ဒီနေ့တော့ဟင်းကောင်းလေးတွေပေါ့နော်စူပုတ်ဟင်းကြိုလေးရယ်မယန်းသီးတောင်းလေးရယ်ကြက်ဥနဲ့ငါးဘူးနဲ့အာလူလေးနဲ့ချက်ရယ်ဆိုတော့ကလေးတွေကတော့အပီပြင်စားပါပြီရှင်ရှေ့ဆွဲဟင်းကောင်းလေးပေါ့နော်